ဂီတဝါသနာရှင်များအားလုံးမင်္ဂလာပါခင်ဗျာယခုဗီဒီယိုဖိုင်ကိုကြည့်ရှုနေတဲ့ကျွန်တော်ဝါသနာရှင်သည်မိမိမှာလက်ရှိတီးနေတဲ့ keyboard က model နှိမ့်နေတယ်ဒါပေမဲ့ model အမြင့် keyboard တွေလိုမျိုးဒိုးကွက်တွေပတ်မှတ်ချက်တွေဒွန်ရိုက်ချက်တွေနဲ့တွဲဖက်ပြီးတော့တီးကျင်တယ်ဆိုရင်ဒီဗီဒီယိုဖိုင်ကကျွန်တော်ဝါသနာရှင်တို့အကျိုးရှိမှာပါအစဆုံးလေးပြီးအောင်ကြည့်ရှုပေးပါခင်ဗျာဒါကဘာလဲဆိုတော့ model အနည်း keyboard တွေမှာကျွန်တော်တို့ပတ်မှတ်ချက်တွေဒိုးကွက်တွေနဲ့တွဲတီးလို့အဆင်ပြေအောင်လို့ကျွန်တော်ဒိုးကွက်အတန်ဖိုင်လေးဖန်တီးနေပါတယ်ခင်ဗျာဒါကိုကျွန်တော်ဝါသနာရှင်များဖုန်းလေးနဲ့တွဲဖက်ပြီးတော့တီးခတ်လို့ရပါတယ်ဟုတ်ကျွန်တော်တပုတ်စံတီးပြပါမယ်စီရတုတပမင်္ဂလာတခြင်းကိုကျွန်တော်တီးပြပါမယ်ခင်ဗျာဒါ model နဲ့ဒီ keyboard ဆိုရင်ဒါတော်တော် model နဲ့ပါတယ်ဒီအတန်ကိုနားထောင်လိုက်တာနဲ့ကျွန်တော်ဝါသနာရှင်များပြီးပါပါနော်ကဲအဲ့ဒါလေးကိုကျွန်တော်တို့ဒုကွက်အတန်ဖိုင်လေးနဲ့တွဲဖက်ပြီးတော့နားထောင်ကြည့်အောင်ဒီလိုလေးကျွန်တော်တို့ဖုန်းလေးနဲ့တွဲဖက်ပြီးတော့တီးခတ်လို့ရပါမယ်ခင်ဗျာဒါဆိုရင်ကျွန်တော်ဝါသနာရှင်များအတွက်အဆင်ပြေမယ်လို့ထင်ပါတယ်နော်ဒါကအစူပိုင်းရဲ့ဒိုးကွက်စတိုင်ကိုကြတော့ကျွန်တော်အကပိုင်းပုံစံမျိုးလေးဖန်တီးထားပါတယ်ဒါကအကပိုင်းလေးပေါ့နော်ပြီးတော့နောက်တစ်မျိုးကကြတော့အစူပိုင်းရဲ့အကပိုင်းမဟုတ်ဘဲနဲ့အငိမ့်လေးပေါ့လက်စွမ်းပြတီးခတ်တဲ့ပုံစံမျိုးလေးပေါ့နော်ဒိုးကွက်လေးကိုအဲ့လိုမျိုးလေးကျွန်တော်ဖန်တီးထားပါတယ်အဲ့ဒါလေးနားတော့ကြည့်အောင်နော်ဆိုတော့အစူပိုင်းလေးကိုကျွန်တော်နည်းနည်းကြော်လိုက်မယ်
ပိုင်းကြလို့ရှိရင်မယ်လိုဒီမပြောက်အောင်လို့ပေါ့နော်တချင်းတန်စင်မပြောက်အောင်လို့ကျွန်တော်အနောက်ကနေပြီးတော့ဆွင်းရတန်လေးနဲ့ကျွန်တော်လိုက်တီးပေးထားပါတယ်ဒီကကြလို့ရှိရင်လည်းမယ်လိုဒီမပြောက်အောင်လို့တချင်းတန်စင်မပြောက်အောင်လို့မောင်းတန်လေးနဲ့ကျွန်တော်အနောက်ကနေလိုက်တီးပေးထားပါတယ်အကောက်ဒါကအငိမ့်လေးပေါ့အငိမ့်လေးတီးတဲ့ဒုကပုံစံမျိုးလေးပေါ့လက်ဆွဲပြပုံစံမျိုးလေးပေါ့နော်ခုနကအကောက်ပိုင်းပမချက်ဒုကပမချက်မှာလည်းအနောက်ကနေပြီးတော့ကျွန်တော်မောင်းတန်လေးနဲ့အချိုးပိုက်ရအစအကုန်လုံးအဖြတ်အတောက်လေးပါတယ်နော်အဲဒီမှာဆိုရင်ချင်းမယ်လိုဒီမပြောက်အောင်လို့ကျွန်တော်မောင်းတန်လေးတွေနဲ့လိုက်တီးပေးထားပါတယ်အဲ့ဒါကိုကျွန်တော်တို့ကအနောက်လေးဆိုရင်ကျွန်တော်ဝါသနာရှင်များဖုန်းလေးနဲ့တွဲဖက်ပြီးတော့ကဲမောတဲ့အနိတ်ကီးဘုတ်တွေမှာကျွန်တော်တို့မောတဲ့အမြင့်ကီးဘုတ်တွေလိုမျိုးဒုကွက်တွေဗမချက်တွေနဲ့တွေ့တီးလို့ရပါပြီခင်ဗျာစိတ်ဝင်စားမဲ့မာယူအားပေးခြင်းနဲ့ကျွန်တော်ဝါသနာရှင်များဒီဒုကွက်အတန်ဖိုင်တပုတ်ပေါ့နော်တချင်းတပုတ်စာကိုကျွန်တော်ဝါသနာရှင်များအပြော်တန်းတိခတ်နိုင်အောင်လို့ပေါ့နော်အထူးစည်းနှုန်းလေးနဲ့ကျွန်တော်စီစဉ်ပေးပါမယ်ဒုကွက်အတန်ဖိုင်တပုတ်ကို9000ကျပ်ပဲကြားသိပါမယ်ခင်ဗျာအားရှင်များအဆင်ပြေအောင်လို့ကျွန်တော်စီစဉ်ထားပေးပါတယ်ဒုကွက်အတန်ဖိုင်တပုတ်ကို9000ကျပ်ပဲကြားပါမယ်ခင်ဗျာဆိုတော့ဆက်သွယ်ပြီးတော့မာယူအားပေးခြင်းတဲ့ဝါသနာရှင်များကျွန်တော်ရဲ့ဖုန်းနံပါတ်ဖြစ်တဲ့39ကို2639 404 153ကိုတိုင်းရဆက်သွယ်ပြီးတော့မာယူအားပေးနိုင်ပါတယ်ခင်ဗျာချင်းပေါင်းများစွာရှိပါတယ်ပေါ့နော်ဒီလိုမျိုးပုံစံမျိုးလေးတွေပေါ့အစုပိုက်အတိပိုက်အစုပိုက်အကပိုက်ပေါ့နော်ဆိုတော့ခုလက်ရှိဝါသနာရှင်များတော့ခစားနေတဲ့ဒီလိုမျိုးပုံစံမျိုးလေးတွေတိခတ်မှုလေးတွေပိုင်ပါနေတယ်ခစားနေတဲ့ကျွန်တော်ဗလဲလက်ရည်တပင်တီးတို့အခုဆိုစီရတုတပမင်္ဂလာတို့လက်ရည်တပင်တီးတို့နော်ဒါမျိုးလေးတွေပေါ့ရွှေကြီးတက်မှာတို့နော်
ကျွန်တော်ကရှင်များမိမိမှာ model ဘလောက်ပဲ model keyboard ဘလောက်ပဲနေအခုလိုမျိုးဒုက္ခအဖိုင်လေးနေနဲ့တွက်ဖက်ပြီးတော့တီးခဲ့လို့ရအောင်ကျွန်တော်ဖန်တီးပေးခြင်းဖြစ်ပါတယ်ဒုက္ခအဖိုင်တစ်ပုဒ်ကို9000ကျပ်ပဲကြားပါမယ်ခင်ဗျာဆိုတော့ဒီနေရာမှာတချို့ကဖုန်းနဲ့တွဲတယ်ဆိုတော့မိမိရဲ့ keyboard မှာဖုန်းနဲ့တွဲတဲ့အပေါက်ပါမှရမယ်ထင်နေအောင်မယ်နော်မရလဲဖုန်းနဲ့တွဲတဲ့အပေါက်မပါလဲရတယ်နော်မပါလဲရတယ်ဘာလို့လဲဖုန်းနဲ့တွဲတဲ့အပေါက်မပါရင်တော့ကျွန်တော်တို့ကဆက်ကိုစောက်ပေါက်ဆက်ကိုကျူးနှစ်ကျူးတော့ကျူးနှစ်ကျူးတော့သွားအောင်ပေါ့နော်ဖုန်းတစ်ကျူးသွားအောင်မယ်ပြီးတော့ keyboard ကတစ်ကျူးသွားအောင်ပေါ့နော်ဒီဆက်ကိုသွားတဲ့ကျူးပါတကယ်လို့တော့မိမိရဲ့ keyboard မှာဖုန်းနဲ့ဒီလိုမျိုးတွဲလို့ရတဲ့အပေါက် audio in နဲ့ချက်အပေါက်သေးလေးတချို့ keyboard မှာပါတယ်ဖုန်းနဲ့တွဲကြည့်လို့ရအဲ့လိုပါတယ်ဆိုရင်တော့လည်းဒါကိုမကိုပဲဒီမှာပဲ keyboard မှာပဲဖုန်းနဲ့တစ်ခါလေးတွဲထားလိုက်တော့ဗောနော်ဟိုဆက်ကိုကတော့ဒီ keyboard ကတချို့ပဲတလိုက်ပဲတွားကြုံပဲဗောနော်အကိုကြီးမပေါင်းဆိုလည်းရတယ်နော်ဘယ် keyboard မဆိုကျွန်တော်တို့ရပါတယ်အဲ့တော့Bluetooth ပေါင်းလေးနဲ့တွဲပြီးမှဆိုလည်းကိုယ့်ဖုန်းကို Bluetooth ပေါင်းနဲ့ချိန်လိုက်ပေါ့ဒါမှမဟုတ်ဆက်နဲ့ in နဲ့တွဲပြီးမှဆိုလည်း in ကိုဒီမှာကျွန်တော်တို့ဖုန်းကနေတော့ကျိုးတစ်ချောင်းသွားလိုက်ပေါ့ဖုန်းကိုတော့ကို keyboard ပေါ်မှာပဲထားပေါ့ကိုကဒီကနေဖွင့်ပြီးဒီမှာကိုဖွင့်ပြီးဒီမှာပြတယ်ဆိုတော့ဖုန်းတော့ကိုနာမှာပဲထားပေါ့နော် keyboard ကတစ်လိုင်းသွားနော်အဲ့လိုမျိုးလေးတွေဆိုတော့တချင်လေးတွေကျွန်တော်ရှင်မှာကိုလိုမျိုးဒုက္ခတောက်ဖိုင်လေးတွေပါယူအားပေးနိုင်ပါတယ်ခင်ဗျာမာယူအပိမဲ့ဝါဒနာရှင်များကျွန်တော်ရဲ့ဖုန်းနံပါတ်ဖြစ်တဲ့39ကို263 404 153ကိုတိုက်ရိုက်ဆက်သွယ်မာယူအပိနိုင်ပါတယ်ဒုက္ခတပိုင်းတစ်ပုဒ်ကို9000ကျပ်ပဲကြားပါမယ်ခင်ဗျာပြပကမာယူအပိခြင်းတဲ့ဝါဒနာရှင်များကျွန်တော်ရဲ့ဒီဖုန်းနံပါတ်ဖြစ်တဲ့39ကို263 404 153နဲ့ကျွန်တော် Viber Telegram အကောင့်ရှိပါတယ်အဲ့ရနေပြီးတော့ဆက်သွယ်မာယူအပိနိုင်ပါတယ်ခင်ဗျာအားလုံးပဲကျွန်တော်ဝါဒနာရှင်များအဆင်ပြေမယ်လို့ထင်ပါတယ်ကျေးဇူးတင်ပါတယ်ခင်ဗျာ